大家好，老師နာမည်ကတော့蘇老師ဖြစ်ပါတယ်ဒီနေ့老師ပေါ့နော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အားလုံးလူတိုင်းစိတ်ဝင်စားမယ့်အကြောင်းအရာလေးပေါ့နော်။ဘာဖြစ်မလဲအရင်ဆုံးစဉ်းစားကြည့်လိုက်ပေါ့နော်။老師ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ investment ပေါ့နော်။ investment ဆိုတာလည်းလူတွေအားလုံးသိသွားကြပြီ။ဘာ investment လဲဆိုပြီးတော့နည်းနည်းစိတ်လှုပ်ရှားကြတယ်ဟုတ်။老師ပြောခြင်းတဲ့ investment ကရွှေစုရမှာလည်းမဟုတ်ဘူး။ငွေစုရမှာလည်းမဟုတ်ဘူး။ဒါကဘာလဲဆိုလို့ရှိရင်ဘာသာစကားလေ့လာခြင်းဖြင့် investment လုပ်ကြမယ်။ဘာသာစကားလေ့လာကြမလဲဆိုလို့ရှိရင်ပေါ့老師ကညွှန်းချင်တာကတော့တရုတ်ဘာသာစကားပေါ့နော်။ဘာလို့တရုတ်ဘာသာစကားလို့ပြောချင်တာလဲဆိုလို့ရှိရင်老師တို့ယနေ့ခေတ်မှာဆိုလို့ရှိရင်တရုတ်ဘာသာစကားကနိုင်ငံရဲ့ဒုတိယအသုံးဘာသာစကားဖြစ်နေရည်တည်လာပြီးဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ကိုကတရုတ်ဘာသာစကားကိုကျွမ်းကျင်ပိုင်နိုင်စွာပြောတတ်ပြီးသုံးတတ်ပြီးဆိုလို့ရှိရင်老師တို့နိုင်ငံခြားကိုသွားပြီးတော့အလုပ်ကိုင်အခွင့်အလမ်းနေတယ်ရှာလို့ရတယ်ပေါ့နော်ဥပမာအားဖြင့်ဆိုလို့ရှိရင်နောက်ဆက်တော့ဘယ်နိုင်ငံသွားလို့ရလဲဆိုလို့ရှိရင်စင်ကာပူပေါ့နော်စင်ကာပူသွားလို့ရတယ်ဘာလို့လဲဆိုလို့ရှိရင်စင်ကာပူမှာအဓိကကပေါ့နော်ဘာသာစကားအဖြစ်အသုံးပြုတာကနှစ်မျိုးအသုံးပြုတယ်တစ်ခုကကျတော့အင်္ဂလိပ်တစ်ခုကကျတော့ Chinese နှစ်မျိုးပေါ့နော်ဒါပေမဲ့အဲ့ဒီနှစ်မျိုးတွေကမှအဓိက main ပေါ့နော် main language အနေနဲ့သုံးတာကကျတော့Chinese ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒီတရုတ်လူမျိုးတော်တော်များများကပေါ့နော်အင်္ဂလိပ်စကားမှာနည်းနည်းအားနေကြတယ်ဒါကြောင့်မလို့ Chinese နဲ့ပဲအများဆုံးအသုံးပြုကြတယ်ဒါကြောင့်တရုတ်ဘာသာစကားကိုပိုင်နိုင်ပြီဆိုလို့ရှိရင်နိုင်ငံခြားသွားပြီးတော့လည်းအလုပ်ကိုင်ခွင့်နိုင်နေရှာလို့ရတယ်အဲ့လိုမှကျွန်တော်တို့ကျမတို့ကတော့နိုင်ငံခြားထိတော့မသွားချင်ဘူးဒီမှာအခုမှာပေါ့နော်ဇေယိတ်တွေလည်းရမ်းများတယ်ပြီးတော့လို့ရှိရင်ဒီမှာထွက်ခွာရတာလည်းအခက်ခဲပါညာဖြစ်တယ်ဆိုလို့ရှိရင်เนาะပေပေါ့နော်လောက်ရှိတော့ပေမှာသွားလို့ရလေဘာလုပ်လို့ရမလဲဆိုလို့ရှိရင်လောက်ရှိတော့ဒီတွင်းမှာပဲ translator ပေါ့နော်ဘာသာပြန်ပေါ့နော်စက်ရုံမှာပဲဖြစ်ဖြစ်တခြားပဲနေရာမှာပဲဖြစ်ဖြစ်လုပ်လို့ရတယ်တကယ်အဓိကကဒီဘာသာစကားတစ်ခုကိုကျွမ်းကျင်ပိုင်နိုင်ဖို့ကအဓိကပဲပေါ့နော်သူများပြောကြမယ်ပေါ့နော်တရုတ်ဘာသာစကားတက်မှပဲအခွင့်အလမ်းရလားဆို no မဟုတ်ပါဘူးဒီအခုခေတ်မှာဆိုလို့ရှိရင်ဂျပန်ဘာသာစကားပဲဖြစ်ဖြစ်ကိုရီးယားပဲဖြစ်ဖြစ်တခြားအင်္ဂလိပ်ပဲဖြစ်ဖြစ်ဘယ်ဘာသာစကားကိုပဲကျွမ်းကျင်ပိုင်နိုင်တဲ့ဒီလူဟာဒီတာမန်လူတွေထက်တပန်းတာတယ်ပေါ့နော်တပန်းတာတယ်ဆိုတာအလောက်ကန်ခွင့်လန်းနေအားတာချက်တွေအများကြီးရရှိမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်လောက်ရှိတို့ကဘာသာစကားလေ့လာခြင်းဖြင့် investment လုပ်ကြပါစို့လို့ပြောချင်တာပေါ့နော်Okay ဒါကြောင့်လောက်ရှိကဒီနေ့ကနေစပြီးတော့ပေါ့နော်လောက်ရှိရဲ့ဒီ YouTube ပေါ့နော်ဒီ Chinese with Su ဆိုတဲ့ YouTube channel လေးမှာနေ့စဉ်မပြတ်ဒီပေါ့နော် Chinese ဘာသာစကားကို basic ကစအခြေခံကစလို့နေ့စဉ်သုံးလုပ်ငန်းသုံးပေါ့နော်အထီးဒီတင်ပေးသွားမှာနေ့စဉ်အဆက်မပြတ်တင်ပေးသွားမှာမို့လို့လောက်ရှိရဲ့ YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့နော်စိုက်ကြမ်း